လှပတဲ့အမှုပညာတစ်ခုလားဒါမှမဟုတ်ရက်ဆက်လုံးနဲ့တလိษံညှဉ်းပန်းနှိမ့်ဆက်မှုတစ်ခုလားခေါင်းလောင်းတန်တွေမြည်လာပြီးကိုးမြင်တွေကိုသွေးစာနေတဲ့နတိုးရိုင်းကြီးတစ်ကောင်ပြေးဝင်လာတဲ့အချိန်မှာတော့ကဘာပေါ်မှာအငင်းပွားစရာအကောင်းဆုံးတရားဝင်ကျင်းပနေတဲ့သက်ဆွန်ကစားပွဲတစ်ခုစတင်ပါပြီ Ayer la maestranza contribuye a aumentar su leyenda. Su toreo trasciende el tiempo. ဒါကတော့စပိန်နိုင်ငံရဲ့တမိုင်းဝင် Bull Fighting လို့ခေါ်တဲ့နတိုးတပ်ပွဲပဲဖြစ်ပါတယ်ဒီပွဲကတော့ဘာကြောင့်ရာစုနှစ်ပေါင်းများစွာကြာရတိရှိနေသေးတာလဲမာတာဒေါ်လို့ခေါ်တဲ့နတိုးတပ်သမားတွေကတကယ်ပဲသူရဲကောင်းနေတယ်ဒီနေ့ဗီဒီယိုမှာတော့ Bull Fighting ရဲ့နောက်ွယ်ကသေးဆွန်းခဲ့တဲ့လျှို့ဝှက်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ History Bull Fighting ကိုစပိန်ဘာသာဖြင့် Corredari Torres လို့ခေါ်ပါတယ်စပိန်ဘာသာဖြင့်အခြေတည်ခဲ့တာပါရောမခေတ်က Gladiator တိုက်ပွဲတွေနဲ့နဖျားတွေကိုပူဇော်တဲ့ဒလိကနေဆင်းသက်လာခဲ့တာပါ Golden Age 18ရာစုနောက်ပိုင်းမှာယခုခေတ်မြင်တွေ့နေရတဲ့ခြေစဉ်တိုက်ခိုက်တဲ့ပုံစံကပြောင်းလဲတိုးတက်လာခဲ့ပါတယ်အဲ့ဒီပွဲတွေကျင်းပတဲ့ဒေသတွေကတော့စပိန်အပြင်ပေါ်တူဂီပြင်သစ်တောင်ပိုင်းနဲ့မက္ကဆီကိုအိုလံပီယာပရှုစတဲ့လက်တင်အမေရိကန်နိုင်ငံအချို့မှာလည်းကျင်းပခဲ့ကြပါတယ်Bull Fighting ပွဲစဉ်တစ်ခုမှာနတိုးသက်သမားကိုမာတာဒေါ်လို့ခေါ်ပါတယ်ပွဲစဉ်တစ်ခုဟာပုံမှန်အားဖြင့်မိနစ်20ခန်းကြာပြီးတော့အဆင့်30ဖြစ်ဖွဲ့စည်းထားပါတယ်နံပါတ်1တိုရှီယိုဒဗာရက်စ်ဖလန်ရှီဖြစ်ထိုးတဲ့အဆင့်ဒါကတော့ပွဲရဲ့ပထမဆုံးအဆင့်ပဲဖြစ်ပါတယ်နွားရိုင်းကိုကွင်းထဲစဝင်လာတဲ့မာတာဒေါ်နဲ့သူ့ရဲ့အဖွဲ့သားတွေကရောင်စုံအဝိစတွေကိုတုံးပြီးတော့နွားရဲ့အရှိန်အဝိအမူအရာနဲ့ဘယ်ဘက်ကျိုညာဘက်ကျိုကိုတေချာအကဲခတ်ပြီးတော့ဘယ်ဘက်ကပိုပြီးအားတန်လဲဆိုတာကိုကြည့်ပါတယ်အဲ့ဒီနောက်မှာတော့မြင်းစည်းထားတဲ့လှန်ရှည်သမား2ယောက်ကကွင်းထဲကိုဝင်လာပြီးနွားရဲ့လေပင်ကြွက်သားတွေကိုလှန်နဲ့ထိုးပါတယ်အဲ့ဒါလိုထိုးရတဲ့ရည်ရွယ်ချက်လန်နဲ့ထိုးရခြင်းအဖြစ်နွားရဲ့ခေါင်းဝေးရဲ့အရှင်ကိုရှော့ချဖို့နဲ့နောက်ဆုံးအဆင့်မှာတော့မတာတုံနဲ့ရင်ဆိုင်ရလွယ်ကူအောင်လို့နွားရဲ့ခေါင်းကိုအနှဲငယ်ငုတ်သွားစေဖို့ပဲဖြစ်ပါတယ်။နံပါတ်1 to 0D Banderales မြားတူစိုက်သည့်အဆင့်ကျွန်တော်တို့ဒုတိယအဆင့်မှာတော့မြင်းတွေကွင်းထဲကနေထွက်သွားပြီးတော့ Bandriero လို့ခေါ်တဲ့အဖွဲသား3ယောက်ကကွင်းထဲကိုပြန်လည်ဝင်ရောက်လာရပါတယ်သူတို့ကတော့အလှဆင်ထားတဲ့ထိတ်မှဂျိတ်ပါတဲ့မြားတူဒုတ်တွေကိုလက်ကနေကင်ပြီးတော့နတိုးရိုင်းစီကိုခြေချင်းပြေးဝင်ရတာအဲ့ဒါလိုနဲ့ပဲနွားရဲ့လေဘင်းနဲ့ပခုံးတွေကိုတယောက်ကိုမြားတူ2ချောင်းစီစုစုပေါင်း6ချောင်းကိုထိုးဆိုင်ရပါတယ်ရည်ရွယ်ချက်ပထမအဆင့်လှန်နဲ့ထိုးခင်ရလို့နှုံးခွေသွားတဲ့နွားရိုင်းတွေကိုဒေါသပြန်ကြွလာစေဖို့ပဲဖြစ်ပါတယ်နောက်ထပ်ကတော့ပုံမတက်ကြွလှုပ်ရှားလာစေဖို့နဲ့ဒဏ်ရာကြောင့်သွေးလည်ပတ်မှုကောင်းလာစေဖို့ပဲဖြစ်ပါတယ်။နံပါတ်3 Lucidity Maverity အဆုံးစီရင်သည့်အဆင့်ဒါကတော့ပွဲရဲ့အထွတ်အထိပ်ရောက်တဲ့နောက်ဆုံးအဆင့်ပဲဖြစ်ပါတယ်။ကွင်းထဲမှာအဓိကနွားသက်သမားတယောက်နဲ့ပဲရင်ဆိုင်ရတာဖြစ်ပါတယ်။သူကလက်တစ်ဖက်မှာအနီရောင်ဝစ်စားနဲ့နောက်လက်တစ်ဖက်မှာတော့တရှည်ကိုကင်ထားရပါတယ်။မာတာတော်ကအနီရောင်အဝိစာကိုတုံးပြီးတော့နွားရိုင်းကိုသူနဲ့အနီးကဆုံးနေရာကနေဖြတ်ပြေးသွားအောင်ကျွမ်းကျင်စွာကပြဖြော်ပြရတာပဲဖြစ်ပါတယ်။အဲ့ဒီနွားရိုင်းကလုံးဝနန်းလျသွားတဲ့အချိန်မှာတော့မာတာတော်ကနွားရဲ့အရှိတေးတွေကနေရင်ဆိုင်ရပါတယ်။အဲ့ဒီလိုရင်ဆိုင်ရတဲ့အချိန်မှာတော့မာတာတော်ကတရှည်နဲ့နွားရဲ့ပခုံးနှစ်ဖက်ကြားကနေနှလုံးသို့မဟုတ်သွေးကြောစီရအောင်တစ်ချက်ထဲနဲ့အဆုံးစီရင်ရတာပါ။အဆုံးစီရင်ရတဲ့ရည်ရွယ်ချက်နွားရိုင်းကိုအမြန်ဆုံးနဲ့နာကျင်မှုအ ਨੇ ဆုံးဖြစ်အောင်တက်ပြခြင်းဖြင့်နွားသက်သမားရဲ့တတိနဲ့ကျွမ်းကျင်မှုကိုတက်တည်ပြတာပဲဖြစ်ပါတယ်ကျွန်တော်တို့တချို့ပွဲစဉ်တွေမှာတော့နွားရိုင်းတွေကထူးထူးခြားခြားတက်တည်ရှိပြီးကောင်းမွန်စွာတိုက်ခိုက်နိုင်ရင်ပွဲကြီးပရိသတ်တွေနဲ့ဒိုင်လူကြီးတွေကသဘောတူညီချက်တွေနဲ့အဲ့ဒီနွားကိုမတက်ပဲအသက်ရှင်ခွင့်ပေးပြီးတော့မျိုးပွားဖို့အတွက်မွေးမြူရေးခြံကိုပြန်လဲပြီးတော့ပို့ပေးရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာယခုတင်ဆက်ပေးသွားတဲ့ Bull Fighting ဆိုတဲ့အကြောင်းကကျွန်တော်တို့အခုကမ္ဘာဖလားရသွားတဲ့စပိန်နိုင်ငံမှာကျင်းပနေတဲ့ Bull Fighting ဆိုတဲ့ပြိုင်ပွဲကတကယ်ပဲလှပတဲ့အမှုပညာတစ်ခုလား
ဒါမှမဟုတ်ရက်ဆက်လုံးတဲ့တိရစ္ဆာန်ညှင်းပန်းနှိမ့်ဆက်မှုတစ်ခုလားဆိုတာကြည့်ရှုသူတွေမြင်တဲ့အတိုင်းကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment လေးရေးသွားနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ Burmese Scott YouTube Channel မှာတင်ပေးတော့မှာမို့လို့ဗီဒီယိုလေးကို like and subscribe လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာအကောင်းဆုံးပြန်တွေ့မယ်